မင်္ဂလာပါမရေဘလောက်လေးရိုက်နေရရမလားရတယ်โอเคတက်တော့တပွဲပေးလားဟုတ်ပြီကဲဒါတော့စုရည်ရဲ့ဆိုင်ပဲဖြစ်ပါတယ်ကွာတော့တက်တော့ဟုတ်ပြီကွာတော့တက်တော့စားဖို့စောင့်နေပါလေမနှုတ်ဆက်လိုက်ပါဦးအားပေးပါအောင်ရှင်ချစ်ချစ်တော့ကြည့်နေပါလားပါသူ့ဟာလာအားပေးလို့တော့စားလို့ကောင်းပါလေအပတ်တိုင်းလာဝေးအပတ်တိုင်းလာဝေးဟုတ်တယ်ဒီတစ်ခေါက်3ခေါက်ရှိပြီဟုတ်တယ်နောက်လည်းလာအားပေးပါအောင်โอเคကျူးမီရောစားလားစားတယ်ကဲခဏနေစားပြမှာဖြစ်ပါတယ်ကဲခုနဝေထားတဲ့တက်ချတောက်ညီးကြည့်မယ်စားကြည့်မယ်နော်ဘယ်လောက်စားလို့ကောင်းလဲဆိုတာကဲစားကြပါဦးဒါကတော့ဝက်ခေါက်မာလာကိုမှလက်ဆောင်ပို့ထည့်ပေးလိုက်တာဖြစ်ပါတယ်ပုံမှန်ထောက်တယ်ဆိုတော့နူးအီပြီးတော့ကောင်းနေရောပဲနော်တက်တောင်ညီးမယ်ကဲမဆူရီစီကနေတက်ချစ်ထောက်ကကြတော့ဗောနော်မြင်တဲ့အတိုင်းပဲတော်တော်လေးဟိုမှာစားလို့ကောင်းပါတယ်ကျွန်တော်အကြိမ်ဆုံးအပိုင်းကျတော့တက်ချစ်ချောင်းလေးတွေဗောနော်တက်ချစ်ချောင်းလေးတွေကျဝါလိုက်တဲ့ချိန်မှာကျွတ်လေးနဲ့ဗောနော်နူးအီပြီးတော့တော်တော်လေးဟိုမှာစားလို့ကောင်းပါတယ်ကဲသူ့ရဲ့ဆိုင်မှာကျတော့ဝက်ခေါင်းမာလာရဲ့ကျက်ဥပေါင်းလားမသိဘူးအဲ့မျိုးနဲ့အစုံရပါတယ်ကျွန်တော်တို့တက်ချစ်ထောက်ကိုပို့ပြီးကြိုက်လို့တက်ချစ်ထောက်ဝေလာခဲ့ပါတယ်မင်းသမီးရဲ့ဆိုင်ဆိုဈေးတော်ကြီးမယ်လို့မတင်လိုက်ပါနဲ့ဒီမှာကျတော့တပွဲဟိုမှာ9000ကျပ်တဲ့နဲ့အယောဇက်ကိုအဲ့လိုပြီးတောင်းကိုရပါတယ်သူ့စီကတက်ချစ်ထောက်စားချင်တယ်ဆိုရင်တော့စမ်းချောင်းမျိုးနဲ့ကွာစီတန်ပတင်လန်းထိန်နာမှာရပါတယ်ကဲအားလုံးပဲလာစားဖို့ရဖိတ်ခေါ်ပါတယ်ဘိုင်ပါ